တိုင်းသားနဲ့တက်ဆိုင်ရာပုံကူများလည်းဖြစ်နေတာကိုပဲပြောဖို့လုပ်ကြဖို့ဒါပြောချင်ပါမဖြစ်တဲ့နဲ့ရှောက်ပြောပြီးတော့ကလုပ်နေလို့မရပါဘူးဒါကြောင့်ကျွန်တော်တို့ဒါကိုလေဥထိချက်မှန်ကန်တာနဲ့လုပ်ဖို့ကျွန်တော်လိုအပ်ပါတယ်ဒီမှာလည်းခုနကျွန်တော်တို့တိုင်းသားနေပတ်သက်ပြီးတော့တောင်းဆိုချက်တွေလုပ်တဲ့အခါမှာနိုင်ငံရေးစိတ်မျိုးဖြစ်တဲ့တွတ်တော်ပေါ်မှာပြောနိုင်တော့အကောင်းဆုံးဖြစ်ပါဒါကြောင့်ကျွန်တော်စပြီးတော့ဒီဟာနဲ့ပတ်သက်စဉ်းစားတဲ့အခါမှာဒီအချို့ရကိုစားပြုစနစ်ဒီတွားဖို့ကျွန်တော်တို့ဒီဇာလေးကျွန်တော်စဉ်းစားခဲ့ပါအဲတော့ကျွန်တော်ပြီးခဲ့တဲ့ဒီရွက်ကောက်ပွဲရတာတွေကိုတော့သုံးသပ်ပြီးတော့မှလာမယ့်ရွက်ကောက်ကြောက်လို့ရှိရင်တော့ဒါရွက်ကောက်ပွဲပုံစံလေးပြောင်းလုပ်ကြမယ်ဆိုပြီးကျွန်တော်တို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒါလည်းပါတီနိုင်ငံရေးပါတီတွေအားလုံးသဘောတူညီချက်နဲ့လုပ်တာဖြစ်ပါတယ်အဲ့တော့လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာရွက်ကောက်ပွဲကျွန်တော်လုပ်ပါမယ်စီးပေးထားတဲ့အားလုံးပေါင်းဝင်ဖို့တဲ့အားလုံးပေါင်း58ပါတီရှိပါတယ်တနင်္ဂနွေလုံးဝင်ပြိုင်မှာ6ပါတီနောက်တော့ကပြည်내တိုင်းဒေသကြီးတွေမှာဝင်ပြိုင်မှာ51ပါတီ58ပါတီရှိပါတယ်ကျွန်တော်တို့စစ်ဖို့အတွက်ကျွန်တော်တို့တက်ဆိုင်ဝန်ကြီးဌာနတွေရောက်ရှိလာတဲ့ဆင်းရဲကြည့်တဲ့အခါမှာတော့ကိုယ်တည်းလောင်း9000ကျော်ကျွန်တော်ရှိပါတယ်အဲ့ဒါနဲ့တချို့ဟာတွေလည်းအကြမ်းမြင်ကြည့်တဲ့အခါမှာလည်းအတိုင်းပြကြနဲ့ပတ်သက်တာတို့တခြားကိစ္စတွေနဲ့ညီစွန်းတာတွေ့တဲ့အခါကျတော့တချို့ကလည်းအပြောင်းလဲတော့ဒါရှိနေပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ဒီရွက်ကောက်ပွဲတော့တော်တော်အားကောင်းတဲ့ရွက်ကောက်ပွဲတစ်ခုဖြစ်မယ်လို့ကျွန်တော်တို့ပြောလို့ပါတယ်ကျွန်တော်ကိုယ်တိုင်ဒီအားပေးပါတယ်လုပ်ကြပါကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးလည်း free and fair ဖြစ်တဲ့ရွက်ကောက်ပွဲဖြစ်ရမယ်ဆိုပြီးကျွန်တော်ပြောပါတယ်ပြီးခဲ့တဲ့ရွက်ကောက်ပွဲ3ရက်မှာအတွေ့အကြုံရမဲမတမာမှုတွေဖြစ်ခဲ့တာဒီမဲလက်မှတ်နဲ့ပြီးတဲ့ဟာမှာတော်လေးပြဿနာတက်ပါတယ်နော်ကျူတင်မဲတွေမှာပြဿနာမျိုးစုံတက်ခဲ့ပါတယ်ဒါကြောင့်ဒီဟာကိုဒါတွေမဖြစ်အောင်ဆိုပြီးတော့မြန်မာ electronic voting machine ကျွန်တော်ကိုယ်တိုင်မဲ့ဒါအကြိမ်ကြီးစစ်ပြီးတော့မှဒီတိုင်းလုပ်ပါပတ်စံကုန်ရင်လည်းကုန်စီဆိုပြီးတော့ကျွန်တော်လုပ်တာဖြစ်ပါတယ်ဒါမနေ့ကတက်ဆိုင်ပုံကိုတချို့တွေကျွန်တော်ပြပါတယ်ဘလို့မှမဲလင်းစာအကြောင်းမရှိပါမတမမှုလို့စာလုံးနေတာအကြောင်းကိုမရှိကျူတင်မဲလည်းကန့်တက်ချက်တွေလို့ဆိုကျွန်တော်လုပ်ထားပါတယ်ဒါကြောင့်ဒီဟာတော့ရွက်ကောက်ပွဲတော့အောင်မြင်တဲ့ရွက်ကောက်ပွဲဖြစ်နိုင်မယ်လို့free and fair ဖြစ်တဲ့ရွက်ကောက်ပွဲဖြစ်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ပထမချိန်မှာတော့102မြို့နယ်ပေါ့ဒုတိယချိန်မှာ100ကျွန်တော်လုပ်ပါမယ်ကျန်တဲ့မြို့နယ်တွေကတော့တတိယချိန်မှာကျွန်တော်လုပ်ပါမယ်ရန်ကုန်ပြည်တော့မရဘူးဆိုတော့ကျူတင်ကျွန်တော်ဝန်ခံထားပါတယ်နော်ရန်ကုန်ပြည်တော့ရွက်ကောက်ပွဲ300လူမှလည်းရန်ကုန်ပြည်မလုပ်နိုင်ခဲ့ပါဘူးရွက်ကောက်ပွဲကိုရန်ကုန်ပြည်မလုပ်နိုင်တော့မှကျန်တဲ့အကြောင်းမျိုးကြောင့်မလုပ်နိုင်တဲ့ရွက်ကောက်ပွဲကိုလည်းနောက်လာမယ့်အစိုးရနဲ့ရွက်ကောက်ပွဲကော်မရှင်ကနေပြီးတော့ဂျာကရွက်ကောက်ပွဲလုပ်တဲ့ခါကျရင်ဒါဖြည့်ဆည်းပြီးတော့မှအားလုံးပြည့်စုံအောင်လုပ်ဖို့ကျွန်တော်တို့ဒါလည်းစဉ်းစားထားတယ်ဆိုတဲ့အကြောင်းလေးလည်းကျွန်တော်ပြောလိုပါတယ်